ကဲ PKK ကနေပြီးတော့ပဲသွားမှာလဲချင်းမိုင်သွားဖို့အတွက်စောင့်နေပါတယ်ရထားစောင့်နေပါတယ်ညရထားစောင့်နေပါတယ်ဟာဝယ်ပြီးရိုက်ပါကွယ် ဟာလုံးလား ပိုက်ကူလေးတွေ ဒီမှာလေးကွယ်ရတယ်လေအားကြောင့်နင်လာလေးပဲဖော်ရတယ်အမလုံးလိုက်မှကွယ်လို့မရတော့ဘူးလေကိုကနဲ့ကိုဝင်သွားပြီးဒီအများကြီးစောင့်နေကြပါတယ်အပြင်ရဲ့ view လေးကပိုလှပါတယ်အားရိုက်လိုက်တော့ဆိုင်တယ် ဘာမှသိမရှိပါဘူးကြာပုံမှန်လေးတွေပဲအမဝင်ရမယ် gate ည8နာရီမှာဆိုတော့အစောရောက်တော့ထိုင်ဆောင်နေရတယ်ထိုင်ဆောင်နေရပါတယ်စောက်ရင်းနဲ့ငိုက်ရင်းနဲ့စောက်စောက်ရင်းနဲ့ငိုက်ရင်းနဲ့စောက် ဟိုမှာပါဆိုင်လည်းမရောက်တော့ဆက်ပြရတယ်ညရထားပူတာကိုရောက်နေပါပြီညလာစီးလာတော့မယ်ကတော့စင်လေးတွေပစ္စည်းထားလို့ရပါတယ်ပေါ်မှာအောင်ပါအနောက်မှာကြည်ပဲအနောက်မှာလူတွေတိတ်မရှိမတက်တယ်မရှိတာလားမတက်တာရှိရတယ်ကြီးချတာရှိရလို့မေးလိုက်ရဆိုဘာလို့ငါ့ကိုလိုင်းငံရှိရတယ်လို့ရရက်နေ25တဲ့ယထာစာထွက်နေပါပြီ။အော်ဒီဟာရက်ွယ်သွားတယ်ယထာထွက်နေပါ။အဲဝါနေတယ်ဘာလို့ဝါ။ဆိုင်ကြောက်ပါညတော့ကြည့်ပါဦး။โอเคကြည့်ပါဦး။ကဲဘန်ကောက်မြို့လေးကိုကြည့်ပါဘန်ကောက်မြို့လေးတို့ခွဲခွာတော့ပါတော့မယ်။ PKK to Chiang Mai taking night trainဖုန်းထဲမှာတော့လှတယ်နော်အပြင်မှာမသေးကွယ်ဒီမှာတရားတစ်စင်းကိုကြော်ဖြတ်မယ်သူကမောင်းလဲညှော်တော့ညှော်သေးတယ်ဒီဇယ်နဲ့ကဲဒီလောက်ဆိုရပါပြီခိုင်းရထားပေါ်မှာလိုက်လဲတာလို့ရိုက်လိုက်ပါဦးဘာတာဘာဘူးတာလဲတော့မသိဘူးညမပြီလေးနဲ့တူတာsorry မာတော့လက်စင်းလေးတွေပါလေးပဲရှိတယ်ဒီကရောက်ရင်လို့ရက်နေပေါ့လိုက်တက်ကြည့်နေဆုံးဝိုင်းတာညာကြီးကြံနေတယ်ထုတ်စင်လေးပန်ကားတွေပါမယ်တွန်းမရရထားပါလားမပါလားမသိတော့ဘူးเนาะจังรออยู่แล้วไง
သွားသူတို့ခံစားရအိမ်လေးတွေကိုတောင်ပေါ်လေးတွေဈေးဝယ်စားလို့ရပါတယ်ရက်သားပေါ်မှာဈေးဝယ်စားလို့ရစပင်းတော်ကြုတ်ပြီဘာရက်သားပေါ်မှာစားနေကြတဲ့အကျဉ်းလေးတွေစကောင်းမကောက်ညင်းနဲ့ဘာกินนะ他要的开不开够年的我打年的ဒီမှာချက်กินနဲ့ကောက်ညင်းနဲ့အဲ့လိုစားပါတယ်မမတောင်တန်းလေးတွေတဲတော့ရောက်နေပါပြီလူပဲတောင်တန်းလေးနဲ့ဆိုတော့မကြတော့ အောင်သားကြဒီမပြပါစေဘုံကတော့ပြောက်နေတယ် ဆိုရင်ဒီမှာရောက်တဲ့ဒီနေ့ပါပြီဒီမှာဒီလိုပဲနေခွေးလေးတွေနဲ့တောင်ရလည်းခွေးလေးတွေလာနေရောချင်းမိုင်မြို့တွေကိုစဝင်နေပါပြီမြို့တွေဝင်ပြီဆိုတော့မြို့ပုံလေးတွေမြင်ရပြီของชานชลาที่3โปรดขอยอมให้ห่างจากเส้นเหลืองของชานชลาด้วยค่ะดิฉันดูตรงคนรถที่กำลังธรรมดาจะเข้าเทียบในชานชลาที่3ขณะนั้นเราบันทลายได้ค่ะขอบคุณค่ะ Attention please passenger please that have been utilized referring to moving to platform number 3ကားစီးပြီးခရီးဆက်ရပါအောင်မယ် သွားမယ့်နေရာရောက်ပါတော့မယ်ဒီလိုတောင်းတက်လမ်းလေးပါလွိုင်းစားလွိုင်းစုထိတ်တယ်ဘာပြလဲတော့မသိလွိုင်းစုထိတ်တယ်ဘာကဲ့ဟုတ်ကဲ့ဗျာ
ပါတယ်ခူးလို့မရဘူးလားလာလိုက်တဲ့ပန်းမင်းစီပန်းနေအိုးလာလိုက်တာခူးလို့မရဘူးနော်ဝိုးอันนี้มาไกลมากขับรถเกือบจะขึ้นทางของกัน ကားဘူးမလုံနိုင်တော့တိုက်ချီရိုးဖျားနဲ့တူနေတာအတော့ဆိုင်စေးဆိုင်နိုင်နေဟုတ်မှာရောက်တော့မော်နေလာပါလေဒါဘာလုံးရလား ได้ยังคะได้ยังนะ ဘာလုံးရမလဲ ตะเลงาซีโบเตี้ยวน่ะเสเนี่ย ဒါဟိုဘက်ကဆင်းလာတဲ့လေးလေးကိုရီအလို့အထဲထဲမှာပါအင်ဂျင်တီးတဲ့ဟဲ့ဥမာခါပဲတွေ့ဘူးအင်ဂျင်ပင်ကအင်ဂျင်တီးအင်ဂျင်ပွင့်တော့မတွေ့ဘူးမောနေအင်ဂျင်တီးရတယ်တမျိုးလေးပေါ့ရပါတယ်အေးရပါအေးမတွေ့ဘူးပြောရတာတိုက်တီကိုတောင်မတက်နေတော့ပါပဲလမ်းကြားလေးนี่ไงตรงเค้ก ဒီပုံလေးတွေကိုပတ်ပတ်လဲထားလာပါတယ်The meaning is the Buddha want to teach is since you born, you grow up until you die, and then you heard a lot of things from the people who told you. So we don't need to believe anything yet until you know. That's mean we have to believe everything a lot. တက်ပယ်လိုက်တော့ And the lotus is mean this one. It mean because for the flowers for offering to the people, we use the lotus flower. မြောက်စီသင်္ကန်းတက်တာ We make the lotus shape or the bell shape. Different ကျောင်းနိုင်ကြီးပါ
အဲ့ဒါပတ်စံက ဝင်ခဲ့ကောပကောက်မလို့Ahora sale el reel. Es que no me hace bien la foto porque te tengo ahí. Estupenda. Ponte, ponte. ဒီမှာလေဖျားပန်းလေးတွေဘယ်ရောက်ဝယ်ရလဲမသိကြာပန်းလေးတွေစိန်ဖျားมาလျောင်းတော်မူကျိုးတိုင်းတွေကတက်ပဲမိလိုက်ရမိလိုက်ပါနဲ့ရှင်ပြတက်ပဲမမရဖျားရဲ့အများကြီးပဲရှိဒါပြအကြည့်ပဲなんか飛んできてる食べるタイミングがあるかもしれない。 ခေါင်းလောင်းလေးတွေမြည်နေဘူးငါတီးတာတစ်ခုမှမမြည်ဘူးကြောက်မမြည်တဲ့ဟာတွေပဲလိုက်ကင်ပြီးမမြည်ဘူးဒီမှာ Hey finally very nice song ရသွားပြီခေါင်းလောင်းတွေအများကြီးပဲပဲညနေကြပါတယ်ဟိုမှာတော့အော်ဟိုမှာလည်းလှတယ်ဆင်းစီးမလားငင်းရမလားဒီနေ့နေပူတဲ့ထွက်မှမျက်မှန်မတက်ဘူးဒါနေဟုတ်တယ်နေပူတဲ့ရောက်လို့နေလာဆိုင်တာတင်းနှိပ်လေးတွေထွက်နေတာကိုတင်းနှိပ်လေးတွေပို့ထွက်အောင်ပွားပိတ်တာမတင်းလေးတွေထွက်ချင်တယ်လာတယ်ဒီတဲမှာဒီဓာတ်ပုံတော့မသိဗီဒီယိုမှရင်တော်တော်လှနေခလာအသွေးစုံတယ်ကဲ view တဲ့နောက်မှာ view
cho ta mới nóc chân မင်းသမီး à ta sáng đấy không မင်းသမီးကပဲအမျိုးမျိုးရှေ့ပြန်နေအနောက်ပြန်နေဒီမှာအနောက်မှာတယောက်ကရိုက်တယ် ok đi tao mới là ăn xin đây đi dây dây với mẹ တော်ပြီဒီမှာလေးဗီဒီယိုမှာပါပြီဗီဒီယိုမှာအကုန်ထည့်ထားတယ်ဟုတ်တယ်အမစီအဆိုအကောင်နော်ဘူးလေးလား ok လူငင်းဟာနေကြိုက်လိုက်တော့ à xa này litness ဆင်းနေတယ် နာတက်တယ် kỳ bậc cao mà มือ ôi kỳ bậc cao มาตัดขา คือkỳ bậc cao rồi sinh hoạt kỳ bậc cao này chắc chịu kỳ bậc cao này mà tụi bảo bút xem đi အမိုးအကာအောင် เออเนี่ย အဲ့ อยู่ ခွန်နဲ့ကိုကလည်းပါပါ ใช่อยู่กี่โม ကို ง က มา ကောင်းပါမကောင်းနေ à bị đi dạy mà là tao tôi đi ก็ซอยไปรอบ ရိုက်ပွားကြီးလေရိုက်လိုက်ခုနတော်ပြီ สวัสดีครับพ่อแม่พี่น้องผู้ใจบุญทั้งหลายที่ได้เดินทางมาจากจังหวัดแดนไกลเพื่อมาขอพรขอบารมี ဒီဖျားကိုလောက်ပူပါတယ်ဒါနောက်ထပ်ဖျားတစ်ခုပေါ့နော် เพียงแต่ท่าน နာတစ်ခုအခုတစ်ခု แล้วก็ တော်လေးလဲ ท่าน ပန်းနေပါပြီလို့ เราชื่อของเราข้าพเจ้าชื่อนี้นามสกุลนี้มาขอพรหลวงพ่อพระเจ้าทันใจช่วยข้าพเจ้าเรื่องอะไรเล่าให้ท่านฟังอย่างละเอียดเมื่อจบแล้วบอกว่าขอหลวงพ่อพระเจ้าทันใจช่วยข้าพเจ้าให้สำเร็จได้โดยด่วนถ้าข้าพเจ้าสำเร็จแล้วจะมาถวายดอกมะลิ50 พวงขึ้นไปเราจะให้ท่านกี่พวงก็บอกท่านตรงๆเลย မဆေးဆိုင်နေ การแก้บนก็เหมือนกัน ဟုတ် เมื่อเรานำดอกมะลิมาแล้วก็ သူတို့တွေကနော်ဖျားကဘလူးတွေပဲပေးဆောက်ထားတာ ข้าพเจ้าชื่อ ဖျားသား ได้นำดอกมะลิมาถวาย ဖျားတိုင်းကြည့်တာဘောကမှာဘလူးတွေတို့မှเลยဆိုရင်နတ်တွေ ยาวแล้วกับหลวงพ่อพระเจ้าขอองค์หลวงพ่อพระเจ้าทรงรับด้วยแล้วก็กล่าวว่าสาธุสาธุแล้วก็เอาดอกมะลิไปวางไว้ที่โต๊ะถ้าเรามีความปรารถนาต้องการอยากจะขอใหม่ก็ขอกับท่านต่อไปได้เมื่อท่านได้ไหว้สาบาน မစင်းမလေးပူလိုက်တာ พ่อพระเจ้าทันใจที่ทางวัดพระธาตุดอยคำได้สร้างขึ้นมาเมื่อท่านบูชาไปแล้วให้เขาติดตัวแหวนและกระตัวและเขากลับไปถึงวัดว่าวันนี้ข้าพเจ้าค้าขายหรือทำธุรกิจอะไรขอให้ข้าพเจ้าได้เงินเท่านี้เท่านี้ขออย่างนี้ทุกวันก็สำเร็จประโยชน์ได้เพราะฉะนั้นเมื่อท่านได้ไปแล้วก็ขอกลับไปได้ทุกวันก็ขอเชิญท่านบูชาได้ที่ตู้วัตถุมงคล มาก็เซ็นเดย์ เราพุทธศาสนิกชน ပါတီးကြမလားစီတွေအများကြီးပဲထဲမှာ ไว้ตรงที่ต่อไปได้ก็เชิญท่านที่ไปบูชาด่วนเพราะมีจำนวนจำกัดทางวัดพระราชวัง มาพยาตุสุว่ากายตรง ทุกท่านที่ พยาก่อนนะ แล้วที่ไปบูชากันด่วนสวัสดีครับพ่อแม่พี่น้องผู้ใจบุญทั้งหลายที่ได้เดินทางมาจากจังหวัดแดน ဒါကစစ်တောင်ပြေဖျားတဲ့ပန်းစတာလို့ရှင်အတိတ်ထန်လုပ်ပြီးလောက်ရတယ်အဲ့ပြီးလို့ရှင်အတိတ်ထန်အောင်ရင်အဲ့လိုတွေလာပြန်ဆက်တာရတာပေါ့နော်ဒိတ်ထန်စစ်တောင်ပြေဖျားအဖုံဖုံလေးလက်ရှင်ကောင်းလိုက်မယ်အော်ကွယ်တယ်ဟေးကွယ်တယ်မော်မူဖျားပါအိုးတရက်တီအစ်စ်တွေတော့မဟုတ်ပါဘူးလို့တရက်ပင်လေးအသေးစားလေးသူကဖျားတိုင်းမှာလေအော်ဒါကတော့ဆင်ပြတ်သွားပြီဖျားရင်မဟုတ်ပါဘူးတရက်တီဟာဒီမှာဒူရင်ဒီထိုင်းဒူရင်ဒီစားကြမလားဒါကဘာတီးတီးလဲတော့မသိပါဘူးဒီအတီးနဲ့တီးကြမှာဓာတ်ပုံရိုက်မယ်လေဘယ်ရောက်သွားပြီလဲဘယ်မှာကတော့စုကင်ပါအနောက်မှာညဘယ်ရောက်သွားပြီလဲမာရက်တော်မူဖျားမလေးဖျားနဲ့နေနဲ့တန်းနေရောမလေးအဲ့လိုတန်းရတဲ့အတွက်
400 million ပေါက်ရင်ကောင်းမ USD လာနေရောမြင်ကွင်းလေးอ่ะမာကအယုတ်ကလေးခရစ်စမတ်အတွက်ပြင်ထားတာဟိုကမှလိပ်ပြာကြီး